ကျတော့ရှိပါတယ်ဟိုအခုံးနဲ့လေပြီးတော့တစ်ဆက်ထဲလှုပ်ထားပြီးတော့ဒီကျိုးကိုတလုံးလုံးကိုစတိုင်လုပ်ပြီးတော့ခဲပြချီလို့လည်းရပါတယ်ဒါမျိုးချလို့လည်းရပါတယ်သူရဲ့ကတင်ဝါဒီမှာဒါမျိုးအတုံပုံစံလေးဖြစ်နေတာပါတားလေးရလည်းဤပါပိုးချီပိုးသားလို့ဟာမျိုးလို့တားလေးရလည်းကောင်းတယ်နောက်ကကျတော့သူကစတိုင်ပန်အပွားလို့ပေါ့နော်စတိုင်ပန်ပွားတော့ဒီစင်နေပါအဝတ်ထားလို့ရှိရင်တော်တော်လေး fashion ကြပါဒီပုံစံလေးအကြောင်းလေးတွေရတယ်အမြင်လေးတွေပါဒါစက်ကပါစက်ကဆိုရတာပွားရဟိုဒီဆိုင်ကြည့်ရတော့တော်တော်ပွားပါတယ်အဲ့ဒါမှပုံမှန် adjust လုပ်လို့ရတယ်ဒါမှအတူရှော့ဒါကြည့်ကိုယ်မှာတမျိုးချီပြီးတော့ဝတ်လို့ရပါတယ်တမျိုးချထားလည်းရတယ်ဖဲပြပုံနဲ့စီးထားလည်းရပါတယ်ဒါအမေပေါ်ရီအားချအောက်ကပွားနေတော့ခေါ်တယ်လို့ရခင်ဗျာဒီချိုးလေးကတော့ကိုယ့်အကိုစတိုင်လုပ်ပြီးတော့ပုံစံလေးမျိုးပြလို့ရပါတယ်ဒီကောင်လေးကဆိုလို့ရှိရင်လည်း level ရအခုံးနဲ့တစ်ဆက်ထဲပါဒီလိုလေးသူ့ရဲ့ကတ်တွေကဒီပခုံးမှာခြီထားတဲ့ပုံစံမျိုးလေးပါဝတ်ထားလို့ရှိရင်တော်တော်လေးမိုက်ပါတယ်ပပအမြင်နဲ့ပုတ်ပုတ်ဝါ free style လေးပါဒီကောင်ကျတော့စကတ်ဖြစ်တဲ့အတွက်အတော်တော့မပြရပါဘူးရောင်လေးလည်းမိုက်ပါတယ်တော့ဒီခစားနေတဲ့ trend ဖြစ်နေတဲ့ဒီရောက်ကပါဆိုတော့ဒီအိန္ဒိယတော့ free site ဖြစ်တဲ့အတွက်တောင်းခဏကိုလည်းဝတ်လို့ရပါတယ်ဆိုတော့ပေါ်ရပွားဆိုတော့ XL can ရ only one size can fit to XL นะ yes oh my god 44K 44 can นะ and waist 22 until 42 yes ခါ42လို့ရပါတယ် until 42 ရှီရကြတော့ကျတော့ဒါဖေးတာပုံစံမျိုးတွေကဖေးချီပြီးတော့တော်တော်မိုက်ပါဒါပခုံးကျိုးချီပြီးလည်းပခုံးလေးပဲတစ်ဆက်ထဲပါဒါမျိုးကျိုးချီပြီးတော့ဒီဇိုင်းထွင်ပြီးတော့ဒီရတယ်ဘယ်မှာလဲချီလို့ရပါတယ်ဒါလေး site တိုင်းပြီးတော့ဒီမှာ pass thank you sister pass 40 as 40 yeah pass 40တော့ style ပတ်ပွားနေတယ်ပါ style ပတ်ပွားမှာတော့အနောက်မှာကျတော့ကပတ်ကျူးပါပါတယ်22 until 34 လောက်ထိခါလို့ရပါတယ်34လောက်ထိခါကိုချဲပြီးတော့လို့ရပါတယ်သူကအရှိရတော့ style ပတ်ပုံစံလေးပါအနောက်ကတော့တရေကျိုးပါပါတယ်ခင်ဗျာဒီအကြောင်းလေးပါပွဲတက်လို့ရှိရင်လည်းဒီကောင်လေးတော်တော်မိုက်ပါတယ်ကတင်နဲ့ရတန်ပါတယ်ခင်ဗျာ